လက်ရှိစော်ဝါခဲ့တဲ့ EWC ပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုရင်တင်း separate အသင်းကကစ်ပုံမှာတင်းဖဲကုန်ပြေးတင်ဘက်က flat တို့ကအထုံဟီးရိုးတွေကင်လိုက်ရင်တစ်ဖက်အသင်းကိုတော်တော်လေးအာရုံနောက်စေတယ်လို့အားလီအတာရဝါခဲ့ရင်လည်းဟီးရိုးတွေကိုကေးဝေးရတော်တော်လေးခက်ခဲသွားတယ်အဲ့ဒါကြောင့်အခုနောက်ပိုင်း run နေကစားတဲ့အခါ EXP လေးနဲ့တစ်ဖက်အသင်းကိုခေါင်းတူလိုက်ကြဖို့ fighter hero ရဲ့အစား UAN နဲ့ Asma လို့ front line မှာတော်တော်လေး spare down damage တွေတောင်းပေးနိုင်တဲ့အထုံဟီးရိုးပြန်တွေ့လာရတယ်လို့ party ဆော့ရင်လည်းအဲ့လို hero တွေကို EXP လေးမှာရွေးချယ်တင်တယ်တကယ်တမ်းအဲ့လို hero တွေကိုကင်တဲ့သူတော်တော်များများကလည်း damage item တွေထက်တန်ပေးနဲ့ဆော့ကြတယ်။ UA နဲ့ဆိုရင် EXP လိမ့်မှာဆော့ပေမဲ့သူ့ရဲ့ hero type ကတန် hero တစ်ကောင်ဖြစ်ပြီး Asmarada ကလည်း mid တန် hero တစ်ကောင်လို့ပြောရမယ်။အဲ့ဒါကြောင့်ဒီလို hero တွေကို solo နဲ့ duo သမားတွေအနေနဲ့မဆော့တင်ဘူးလို့မြင်တယ်။ဘာဖြစ်လို့လဲဆိုရင်ဒီ hero တွေက front line ကနေပြီးတစ်ဖက်အသင်းစီက damage တွေ spare တွေကိုအမြဲစားပေးနေရတဲ့အတွက်ဒီ hero ရဲ့နောက်ကနေ backup damage ပေးနိုင်မဲ့ jungler တွေ massman တွေ mate တွေအပေါ်ပဲအားကိုးနေရတာဆိုတော့ solo နဲ့ duo ဆော့မဲ့ brother အနေနဲ့ဒီလို tanky ဆန်မဲ့ hero တွေကိုတော့မဆော့သေးချင်ဘူး။အကယ်၍ဆော့မယ်ဆိုရင်တော့ကိုနဲ့ပါလာတဲ့ public ပေါ်မူတည်ပြီးတော့တစ်ဖက်အသင်းရဲ့ drop ကိုကြည့်နေချင်တယ်။အဲ့လို hero တွေကဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်တို့တစ်ချက်လိုက်ကြည့်လိုက်အောင်။ပထမဆုံး hero တစ်ကောင်ကတော့ UAN ဆိုတဲ့ hero ကအင်ဂိမ်းမှာတော်တော်လေး attention တောင်းပေးလို့ရတဲ့ hero တစ်ကောင်ဖြစ်ပြီးတော့အခုနောက်ပိုင်းမှာဆိုရင် EXP လိမ့်လို့နေရာမှာခက်ဆစ်စိတ်မြင်တွေ့လာရတယ်။နောက်ပြီးအခု season လို့ damage တွေ disable တွေ dash spell တွေကောင်းသုံးကောင်းနေတဲ့ matter မှာအခုလို hero ကိုပြန်တုံးလာကြတာကလည်းတော်တော်လေးကိုမိုက်တယ်လို့ပြောရမယ်။ဒါကလည်း party ဆော့တဲ့သူတွေအတွက်ပဲကောင်းတာပါ။ solo နဲ့ duo ရုံးကန်နေရတဲ့သူတွေအတွက်ဒီ hero ကိုကင်ပြီးဆော့မယ်ဆိုရင်ဆော့ရတာတန်မလို့တော့မထင်ဘူး။အရင်ဆုံးသူ့ရဲ့ skill 1ကိုကြည့်လိုက်မယ်ဆိုရင် magic damage လည်းပေးနိုင်တယ်လို့ slow fat လည်းပါနေသေးတယ်။ကူးတော့လည်း 4 second လောက်ပဲရှိတာဆိုတော့ဘယ်တိုင်းမှာတော်တော်လေးကိုအဆင်ပြေတယ်။ scale 2ဆိုရင်လည်းသူ့ရဲ့ကူးတော့10 second လောက်သာကြာမှာဖြစ်ပြီး spare 3လေးမှာရှိရမှာဖြစ်သလိုရှိပေါက်သွားရင်လည်း enemy ကို damage အနေငယ်ပေးမှာဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့ AD mate ကလည်းကိုယ့်ရဲ့သွေးကို recovery ပြန်ဖြစ်စေလို့ movement speed ကိုပါ8 second ထိမြန်သွားစေတယ်။နောက်ထပ် hero တစ်ကောင်ကတော့ Asmarada ဆိုတဲ့ hero ကပေါ်ပေါ်ချင်းပါတဲ့ဘန်းကိုရောက်တဲ့အထိကို EXP လိမ့်မှာတော်တော်လေးကိုဆိုးတဲ့ hero တစ်ကောင်လို့ပြောရမယ်။သူ့ရဲ့ hero နေကြအရာ mate တန် hero ဖြစ်ပေမဲ့အရင်က magic item နဲ့ဆော့ကြတယ်။နောက်ပြီးသူ့ရဲ့ ရှိတွေကလည်းသွေးမမြင်ရတော့အထိကိုများတယ်။အဲ့နောက်ပိုင်းမှာဆိုရင်တော်တော်လေးကျန်းနေတဲ့ Asmarada ကို Monto က nerf လိုက်တဲ့အတွက် EXP လိမ့်လို့နေရာမှာမတာတစ်ခုပြောက်သွားတော့တော်တော်လေးကိုကြားရလို့ပြောရမယ်။အခုချိန်မှာတော့ဒီ hero က EXP လိမ့်မှာ UA နဲ့လိုမျိုးခက်စစ်စိတ်ပြန်တွေ့လာရတယ်။ဒါပေမဲ့အရင်လို magic damage နဲ့ဆော့တာမတွေ့ရတော့ပဲတန်ပေးနဲ့ front ကနေ indicator ဆန်ဆော့ကြတဲ့ Asmarada တွေတက်ပုံများလာတယ်။နောက်ပြီး scale 1ရတဲ့ movement speed တွေ separate spell နဲ့ဆော့ကြတာကြောင့် battle ဆိုင်တိုင်းမှာဆိုရင်သူ့ရဲ့ဗလိုင်းဝင်ပေးနိုင်မှုကတော်တော်လေးကိုဆိုးတယ်။ပြီးတော့တန်ပေးနဲ့ဆော့ကြတာဖြစ်တဲ့အတွက်အားလီမာတွေကတော်တော်လေးတာသွားခဲ့ရင်Asmarada ဆိုတဲ့ hero ကမတ်တစ်ခုလုံးစိတ်ကြိုက်သွားပြီးတော့ခန်းကင်းလုပ်လို့ရတယ်။ဒီ hero ကလည်း party ဆော့တဲ့သူတွေကိုပဲဆော့ဖို့အကြံပေးခြင်းနဲ့ solo judo သမားတွေကတော့အခုပြောရတဲ့ UAN နဲ့ Asma လို့တစ်စေးပဲမပါတဲ့ initiator ပြီးပြီး hero တစ်ကောင်ကင်ဖို့ရာကိုယ့်ဘက်ကပါလာတဲ့ public ပေါ်မူတည်ပြီးဆော့ဖို့ပြောခြင်းနဲ့ဒီပြောရတဲ့ဒီလောက်ပါပဲ brother အနေနဲ့ရောဒီ hero နှစ်ကောင်ပေါ်ဘယ်လိုမြင်လဲ brother ရဲ့ထင်မြင်ချက်ကိုလည်း comment မှာရေးသားခဲ့လို့ရပါတယ်